ဟုတ်ကဲ့ပါဒီစွန့်ပလူတော်ကြီးအကြောင်းကိုကျွန်တော်ပြောပြပါမယ်နော်ဒီစွန့်ပလူတော်ကြီးကကျွန်တော်တို့ငယ်ငယ်ကတော့ကျွန်တော်တို့အမေတို့ကျွန်တော်တို့အဖိုးဖွားကြီးလက်ထက်ကဒီလိုမျိုးခေါင်းပေါ်ကိုဒီလိုရွက်ပြီးတော့ဒါစွန့်အုပ်နီအမေရွက်လို့ဆိုတော့တချင်းလေးလို့ပေါ့နော်ဒီစွန့်အုပ်ကြီးကိုခေါင်းပေါ်ရွက်ပြီးတော့ကျွန်တော်တို့ဘုန်းကြီးကျောင်းတွေမှာဥပုသ်ဆောင်သွားကြတယ်ပေါ့နော်ဥပုသ်ဆောင်သွားကြတဲ့အချိန်မှာဒါဘလို့အတုံးပြရလဲဆိုတော့ဒီစွန့်ပလူတော်ကသူကဒီတလုံးဝယ်ထားလိုက်တာနဲ့အစုံသုံးလို့ရတယ်ခင်ဗျဒါလေးအဆင့်ပြုတ်ကလေးတွေနဲ့ပေါ့နော်ဒီချပြောပြပါမယ်ဒီအိုးကြီးကဒီပလူတော်ရဲ့အိုးအတွင်းထဲကကျွန်တော်တို့အမေတို့အဖိုးဖွားတွေကတော့ဒီထဲမှာကျွန်တော်တို့စွန့်ကိုဇလုံးနဲ့ထည့်ပြီးတော့ဒီထဲမှာဇလုံးနဲ့ဒီထဲကိုထည့်တယ်ပေါ့နော်ထည့်ပြီးတော့ဒီပေါ်မှာအန်ချက်ကလေးတင်တာပေါ့ဒီအန်ချက်ထဲမှာကျွန်တော်တို့စွန့်ကွက်ကလေးပေါ့ဟင်းမဲကွက်ကလေးတွေပေါ့နော်ချက်ထားတဲ့ဟင်းမဲကွက်ကလေးတွေကိုထည့်ပါတယ်ထည့်ပြီးလို့ရှိရင်ဒီပေါ်မှာကျတော့ဒီလိုဖုံးလေးတစ်ခုပါတယ်နော်ဒီလိုလေးအုပ်ထားလို့ရတယ်ဒီလိုစွန့်ကတ်တော့မယ်ဆိုရင်မအုပ်ထားလိုက်ရတယ်ဒီလိုလေးလက်ပြီးတော့ဒီဟာလေးကိုဒီလိုလှမ်းပြီးတော့ဒီမှာကျွန်တော်တို့တခြားအသီးနှံလေးတွေကျွန်တော်တို့ဒီမှာဟင်းမဲဒီမှာမဆန့်တာလေးတွေဒီမှာဟင်းမဲတင်ပြီးတော့ဒီလိုပက်လက်လန်းပြီးတော့လည်းကတ်လို့ရပါတယ်နော်ဒီလိုလေးဒီပက်လက်ကလေးလန်းပြီးတော့ထားလို့ရတယ်နောက်ပြီးဒီပေါ်မှာတစ်ဆင့်ရှိသေးတယ်ဒါလည်းတိတိကကကျွန်တော်စွန့်မဲထည့်တဲ့ဒီလိုမျိုးထည့်လို့ရတယ်ဒီပေါ်မှာလည်းဒါလေးတစ်ခွက်ပါပါတယ်နော်အဲ့တော့ဒီဘလို့တောင်းရဲ့နော်အစင်နဲ့အစင်တိုင်းကအသုံးဝင်တာတွေကျန်တယ်ဒါအိုးဒီအိုးတွေကကျွန်တော်စွန့်ထည့်တယ်ဒီအန်ချက်ကကျွန်တော်တို့ဒီပေါ်မှာစွန့်မဲကွက်တွေတင်ပြီးတော့နော်စွန့်ကတ်တာပေါ့နော်ပြီးသွားလို့ရှိရင်တိန်းတဲ့နေရာမှာလည်းလွယ်တယ်နော်တိန်းတဲ့နေရာမှာလည်းဒီလိုလေးတွေအဆင့်လိုက်ကလေးတွေဒီလိုလေးတွေအဆင့်လိုက်ကလေးတင်ရတာပေါ့နော်ဒီလိုမျိုးရလှပါတယ်နော်ဒါကတော့ရှေးတုန်းကရှေးမူပေါ့ကျွန်တော်တို့ဥပုပ်ကျောင်းတွေပါတွားပြီဆိုရင်ဒီလိုစွန့်အုပ်ကလေးတွေတချို့ကျတော့အနီရောင်လေးတွေစွန့်အုပ်နီအမေရွက်လို့ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါကတော့ကျွန်တော်ကအနက်ရောင်မှာဒါကျိုးရှစ်ခွင်ရုပ်ကနုတ်ကလေးတွေရေးထိုးထားတာပေါ့နော်ကျွန်တော်ဒီရွှေရောင်ဆေးရလဲနှစ်ကျွန်တော်တို့ရားချီသွားဒီပစ္စည်းတာမပျက်စီးနဲ့လွတ်ကြတာပြုတ်ကြတာဆိုရင်တော့ယွန်းတယ်ဆိုတော့ပျက်စီးမှာပေါ့နော်ဒီပစ္စည်းတာမပျက်စီးနဲ့ဒီဆေးရောင်ကအယောင်လွတ်သွားတယ်ဆိုတာမရှိဘူးကျွန်တော်တို့တက်စလုံးတော့ဒီဆေးရောင်ကအယောင်လွတ်သွားတယ်ဆိုတာမရှိဘူးကျွန်တော်တို့ဒီမှာထွက်တဲ့ယွန်းတယ်တွေအကုန်လုံးရဲ့ဆေးရောင်တွေကဒီဆေးရောင်တွေမှိန်သွားတာပြက်သွားတာစက်ပြားနဲ့လည်းဆေးလို့ရဘာမှမဖြစ်ဘူးဒါပေမဲ့ရေတော့ပြောင်းအောင်တော့ပေါ့ယွန်းတယ်ဆိုတော့ဘွားနှီးနဲ့ပြုလုပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရေကစိမ့်ထားလို့မရပါဘူးနော်ဒါကရေစိမ့်ထားလို့မရတဲ့ quality မလို့ပြောတာပါနော်ရေစိမ့်ထားလို့ရတဲ့ quality ဆိုရင်လည်းအချင်းကတော့သူကတော့အနည်းဆုံး6လတစ်နှစ်လောက်တော့ယူရတာပေါ့နော်အဲ့လို quality မျိုးဆိုလည်းရပါတယ်ဒီ quality ကလည်းရေဆေးလို့ရတယ်ရေစိမ့်ထားလို့တော့မရဘူးပေါ့နော်ရမ်းလာပါတယ်နော်